အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကြက်ဥနဲ့အာလူးနဲ့ရော်ပြီးချက်မယ်စီးတက်တက်တာလေးနဲ့လွယ်လွယ်ကူကူရတာရှိတမီတာစုလုံးစားလို့ရအောင်ချက်မယ်ဇုံကြက်ဥပြုတ်လိုက်မယ်ကြက်ဥကတော့တကက်မှ$1.89ဆိုတော့ကြက်ဥကတော့ ACC ပေါ်တယ်ဆိုတော့ကြက်ဥပဲစားရကောင်းဥလည်းလီတာအာလူးကအလုံးသေးသေးလေးတွေဆိုတော့ခွန်ခွာကြမလို့တာပဲဒါလည်းထုံးမှ$99ဆိုတော့မစိုးဘူးပေါ့တော့မစိုးအဲ့ဒါလည်းတစ်ထုပ်ပေါ့ဒါအယောင်ဆုံးလေးတီးထားတယ်ဇုံး7သွန်လေး7သွန်ပြူချင်းတီးထားလိုက်မယ်ထောင်းမနေတော့ဘူးဒီတိုင်းပဲပပလီးပြီးတော့လွယ်လေးပဲချက်လိုက်တော့ဒီလိုလုံးပြီးထားလိုက်နော်ကြက်ပြီးကျုပ်ခွာလွယ်ဒီဘောကအဲ့ဒါကျုပ်စားတယ်ဘောခွာလို့ဒီကုန်းခွဲတော့ခွာလို့ရမှာလားခုသေးတယ်ကြောက်ပါဒီလေးမျိုးပဲကြက်ဥကိုဒီလိုမခွဲဘူးအလုံးလိုက်ပဲချက်မှာဒါပေမဲ့အရာလေးတွေပေးလိုက်ပဲဒါလေးနဲ့အရာလေးတွေပဲပေးတယ်ဆိုတော့ခွဲရလို့ရအမအရသာကိုထဲဝင်ပါလေရှိရဲ့နေအရသာလေးချက်မှာတော့မှကျွတ်တယ်ချင်းရခင်းချီတီအာလူရဲ့ကြက်ဥရဲ့ဒါပဲယူရှင်းစုံနဲ့လွယ်လေးစီးလဲတတလေးဥပ္ပစရောစီခဲနေစနေမုတ်ခဲနေဒီလီဒါတဲ့တော့ဒီချက်တော့နေချင်းထည့်ပြီးတော့နည်းနည်းမှုေးလာပြီဆိုရင်တော့ကျန်းချင်ပြီးထည့်မယ်အဲဒီပေါင်လာနည်းနည်းထည့်မယ်ဒီမုတ်ထဲမယ်အာလူးထဲမယ်ဒီနည်းနည်းထည့်လိုက်အာလူးကိုကြောက်လို့နည်းနည်းချက်ထားရတာလည်းခါလေးထည့်လိုက်မှစားထည့်မယ်ချုံမုတ်ထည့်မယ်မွေပေးလိုက်မယ်ပြီးတော့ဖုံးအုပ်ပြီးတော့ခဏအာလူးနူးအောင်ချက်ထားလိုက်
အာလူနည်းနည်းနူးတော့ပြီဆိုကြက်ဥလေးထည့်လိုက်ဒါမှကြက်ဥတွေကိုရတာလေးနည်းနည်းဝင်လာနည်းနည်းကြာလေးချက်ရတာတော့ထည့်ထားပြီဆိုတော့ချက်ခံနေမှာမြည်ကြည့်တော့ခုတ်အိုးပြီးတော့ပြန်ချက်ထားလိုက်ကဲနောက်ဆုံးအနေနဲ့ဖုံးဖွင့်ကြည့်မယ်အလူလေးချက်ပြီးတဲဦးလေးချက်ပြီးရတော့ဘူးလေနောက်ဆုံးအနေနဲ့မဆလာတဲ့မဆလာပါလေညာကြိုက်ကလာလေးမဆလာရိုးရှင်းရှင်းလို့စီလက်တတတာခုကိပုံစံနှုံးနဲ့ဆိုတော့ပတ်ချက်မျိုးတော့ချူတိုင်းဟင်ကဲချက်ပါပြီဒီပြေးလိုက်တော့